မတို့စောင့်မျှော်နေတဲ့ DMN အောက်ကျင်းပေါင်းမီလေးရောက်ပါပြီเนาะမတို့ရဲ့အောက်ကျင်းပေါင်းမီလေးကကြလို့ရှိရင်လေပန်းလည်းမပါဘူးဝတ်ရတာလည်းရှင်းရှင်းလင်းလင်းနဲ့တတောက်တတရှိရယ်เนาะကာလာလေးတွေမိတ်ဆက်ပေးပါမယ်မတို့ရေဒီတစ်ခေါက်ကာလာလေးကတော့ကာလာအစမ်းလေးလို့စင်အောင်လဲစမိတ်ဆက်ပေးပါမယ်မတို့ရဲ့ခါးလေးက36ပေါ့เนาะတင်က44ပါဘောင်းမီရဲ့ဒီလိုအရှည်ကကြလို့ရှိရင်35ပါရှင်ပေါင်ချင်းဆိုရင်မတို့100နဲ့10ကနေ160ထိတော်ပါတယ်ဈေးနှုန်းလေးက4900เนาะဒါလေးကလို့စင်အောင်လေးပါဒါလေးကတော့မတို့ရဲ့နှက်ပြန်ရောင်ဆူလေးပါเนาะမတို့ရေမစိုးထဲဆိုင်ကနေမိတ်ဆက်ပေးပါတယ်နော်။အရောက်တဲ့မြို့တိုင်းကိုအိမ်ရောက်ငွေချေပို့ပေးပါတယ်။မစိုးထဲဆိုင်မှာလည်းစိတ်တိုင်းကြားဝတ်ကြည့်ပြီးတော့လာအပ်ပေးလို့ရပါတယ်ရှင်။ဒါလေးကလည်းအုတ်ကျိုးရောင်လေးနော်။မတို့အုတ်ကျိုးရောင်ဆိုလည်းမတို့ရဲ့ DMM မှာမပါလို့ဘူးပေါ့နော်။ခုမှတစ်ခါပါလာတာ။ဒါကခုပြရောင်လေးပါရှင်။ဒါလေးကကြလို့ရှိရင်အသားနုလေးပေါ့နော်။ဒါကအသားနုရောင်လေးပါ။ဒါလေးကတော့မတို့ရဲ့အသေးဆွဲအနက်ရောင်လေးပါနော်။အနက်ရောင်ဆူဆူလေးပါရှင်။မတို့ရဒါလေးကလေသွားလာလှုပ်ရှားရလွယ်ကူတာပေါ့နော် DMM ရဲ့အားသာချက်ကသွားလာလှုပ်ရှားရလွယ်ကူပြီးတော့တတောက်တတရှိပါတယ်အညူရောင်လေးပါရှင်ဒါလေးကအစိမ်းမို့ရောင်လေးပါမတို့ရေကျေးဇူးတင်ပါတယ်ရှင်